တိတိုင်းဘယ်တော့မှကိုကြီးအဲ့ဒီတော့ဟာဒီမို့ညီမလေးတို့တယောက်ကဟာဒီမို့တော့ညီမလေးတို့မွေးထားတဲ့ဒီကလေးတော့ရောက်ကိုဘယ်သူမှထိမှာတော့ဟမ် ကိုကြီးကလည်းအဲ့ဒါကိုကြီးရောက်ပါအောင်မြောက်ပေးလို့လေအဲ့လေထွက်လာမဟုတ်လားကိုကြီးပဲထိလိုက်ဖို့လို့ အောင်မငါအမြန်ဖြောက်ပေးရတယ်ရှိသေးတယ်ရောက်ကမင်းကငါကူညီတာလေကွာမင်းခုမှငါ့ကိုကျေးဇူးကမ်းတာလား ဂျေဆုကနာမဟုတ်ပါဘူးကိုကြီးကျွန်တော်ကဂျာရင်စတော့ပြတ်သွားလို့နည်းနည်းတော့ညပါအောင် ဟာ ဟာဟိုမှာ3ရက်ဒီမှာတစ်ပိုက်ကိုစက်တက်ပြက်တယ် အိမ်တော်ရေးဒုက္ခပြည်ဆုံးကိုကြားရင်ကိုတောက်ကြစို့ ကြားရိုင်းမှာအတောက်ပုံစံနဲ့အမုတ်ပုံစံဆိုပြီးနှစ်မျိုးရှိပါတယ် ကြားရင်ဘယ်လောက်စွမ်းလဲကျွန်တော်ရောက်ပါတက်တည်နေတယ် ကြာရ